Clever ဆိုပြီးပဲဖြစ်ပါတယ်ဒီနေ့ဆိုပြီး blind box ဆိုပြီး rating ပေးပါမှာပဲ blind box ကမဖောက်တဲ့ဥစ္စာတွေမဟုတ်ဘူးပေါ့နော်ဆိုပြီးဖောက်ပြီးသွားပါပြီဒါပေမဲ့ဆိုပြီးပြန်တင်တာပါစိတ်ကတော့ဒီဟိုနေ့ကတော့မရှိပါဘူးဘာလို့လဲဆိုတော့ဒီနေ့လည်းတန်ခါသွင်းတာပါပထမသွင်းတာဥစ္စာလိုင်းမကောင်းလို့ပြတ်သွားပြီပေါ့နော်ကဲပထမဆုံးနေလဲဆိုပြီးကြိုက်တဲ့ဥစ္စာတွေကိုကြည့်ကြပါမယ်ကဲပြောရရင်မှဆိုပြီးဖွင့်ကြည့်ရပေါ့နော်အရင်ဆုံးထွက်လာတာကတော့ Yuki လေးပဲဖြစ်ပါတယ် Yuki ရဲ့ဆိုတော့ကြိုက်တယ်ပေါ့နော်ဆိုပြီးဝယ်တော့က3000 ပေးရတယ်နင်း cosmetics မှာဝယ်ရပေါ့နော်ဆိုပြီးမိမိကဆိုပြီး birthday present အနေနဲ့ပေးရပါမဟုတ်ဘူးမဟုတ်ဘူးဆိုတော့ဥစ္စာရပါလို့ပြောရတယ်ဆိုတော့ကျမဖွာအေးကြောင်မှာဖြစ်ပါတယ်ဒီအဖေကားလားမသိဘူးပွင့်နေစဲတော့ကြည့်လိုက်အောင်ဆိုတော့မဟုတ်ဘူးသူကြည့်ချပလိုက်တာပါအဲ့ဒါဒီဗီဒီယို record မှာပါဝိုင်းတောင်းမဲ့မှရှင်တော့နည်းနည်းမက်ရိုင်းနေဘာလို့လဲဆိုတော့မကြည့်ဖင်ကားနေလို့ပေါ့နော်ဖင်ပြမပေါ့ရှင်တစ်စိတ်ကိုပြရပါသူကဒီဘဖင်မှလည်းပါတယ်ခေါင်းမှလည်းပါတယ်ဆိုတော့ရှင်တို့ပြရပါကဲအဲ့အောင်အိတ်ထဲပြန်ထိုးထည့်နေပါရှင်တို့တောင်းမှဆုံးလို့လားမသိပါဘူးအိတ်ထဲကိုထိုးထည့်ပြီးရလည်းကိုပေးလိုက်ပါပြီရသေးကျွတ်တော်ချစ်ဖို့ကောင်းပါတယ်ဆိုပြီးတဲ့ဒါကိုလည်းဆိုပြီးငိမ့် cosmetics မှာပဲဝယ်ထားတာတို့ကျွန်တော်ခွင့်ပြရတယ်ခုနအဲ့ LOV love ရပါလို့ပြရဲဆိုတော့အဲ့ဒါကဆိုပြီးအခန်းနယ်မြေဖြစ်နေလို့ပါဆိုပြီးဒါလည်းဆိုပြီးပတ်ချင်တာမဟုတ်ဘူးဆိုပြီးပတ်ချင်တာမကိုတီးလေးပါဘာလို့လဲဆိုတော့ခရင်ရောက်လို့ဆိုတော့တော်တော်လေးချစ်ဖို့ကောင်းတယ်ဆိုပြီးကြိုက်လို့ဆိုပြီးမကိုတီးလို့ရှင်တာဒါပေမဲ့ဆိုပြီးပောက်သွားတဲ့ဒီအဝါရောင်လေးတယ်ဆိုပြီးချိတ်ပါကွယ်ဆိုပါဦးပေါ့သူကကြောင့်ဆိုပြီးကဒီပေါ်ဆိုပြီးမမေကဆမ်မပွဲအောင်လို့ဆိုပြီးဝေပေးရပါအော်အေးရလို့ပေါ့နော်ကဲတော့လည်းကိုနည်းနည်းဆွဲချုံးလိုက်မယ်ဆိုရင်တော့ဝက်လာဝင်နေကတ်နေမနေထုတ်လိုက်ရပါတယ်သူကမဖွင့်ကြည့်ရကြရဲ့အဲ့တိုင်းပဲ blind box တွေပဲဖြစ်တာလည်းမသိဘူးပေါ့နော်နောက်ကတော့ဆမ်မွေလေးပဲဖြစ်ပါတယ်တော်တော်ချစ်ဖို့ကောင်းတယ်ဆမ်မွေကကြောတော့ဆိုပြီးလိုချင်တာလေးပေါက်တယ်ပေါ့နော်ဆိုပြီးလိုချင်တာပေါက်ရင်တော့ဆုံးစနေပဲပျော့ပါတယ်တော့မျက်လုံးနဲ့လဲလို့ရတယ်တော်တော်လေးကြိုက်တယ်ပေါ့နော်သူကဆိုပြီး sprit မှာဝယ်ရပဲဖြစ်ပါတယ် sprit မှာဝယ်ရဆိုပြီး3000နဲ့မှ1000ပေးရတယ်ငိုမဲနဲ့တော့လောက်လိုက်တယ်လို့ဆိုပြီးအဖေမနေနိုင်လို့ဝယ်ပေးရတာပါဘယ်လောက်ကြိုက်ကြောင်းဆိုရရင် explain လေးလုပ်ပြနေရပေါ့နော်ဆိုပြီးဒီဗီဒီယိုကကြောတော်တော်လေးကြာပါတယ်နောက်ဗီဒီယိုတွေဆို3မိနစ်နဲ့ပြီးရအခုက9မိနစ်လောက်နဲ့ပြီးတယ်ဆိုတော့အတန်တွေရတဲ့ကစိတ်မရှိဘူးပေါ့နော်ကဲဒါတော့နောက်ဆက်ပဲဖြစ်ပါတယ်ခဏလောက်ရက်လိုက်တည်ရကဲဆိုပြီးဘယ်လောက်ကြိုက်ကြောင်းဆိုတာရနေအရင်ပြောပြနေပါတယ်ပြီးွားရင်ဆိုပြီးသူဖောလေးလည်းပါတယ်ပေါ့နော်နောက်ပြီးသူ့ဘူးရှိရပေါ့နော်ဆိုပြီးပြမယ်ဆွဲထုတ်လာပါပြီဒါကြောင့်ဆမ်မွေဘူးလေးပဲဖြစ်ပါတယ်ဒါသူအရှိမတလူရုပ်လေးပါတယ်ဒီမှာကစကွင်းခုတ်တွေပါတယ်ဒီမှာလည်း up ရေးထားတယ်မရပါဘူးဆိုပြီးလို့ရှိရင်ဒါလေးနေမပေါ့ရှင်ဒီပြဒီပန်းရောင်လေးလို့ရှင်တာပေါ့နော်မပေါက်လိုက်တော့ဒီအမဲရောင်လေးပေါက်သွားဆိုပြီးရန်လာကိဖြစ်ပါတယ် secret တော့လို့ရှင်ပါတယ်ဒါပေမဲ့ secret ကသူပြင်ပြတဲ့ပုံစံဖြစ်နေမှာကြောက်တာလေ secret ကတော့အဲ့မှာလူရှင်တယ်ဆိုပြီးမပြောခဲ့ဘူးပေါ့နော်အဲ့တော့ဗီဒီယိုကတော့ဆိုပြီးရှင်မှာအခုရှိရလို့ထင်တယ်ဆိုပြီးရှာလိုက်မှာကွယ်မရှိဘူးဖြတ်ပလိုက်ပြီဆိုရင်တော့မတတ်နိုင်ပါဘူးကဲအမိုင်မဲနောက်တစ်ခုကကျတော့သူပြီးတက်တာ3ခုရှိရယ်အကုန်ဝိုင်းပေါ့နော်3ခုပဲရှိပါတယ်အမိုင်မဲသူပြီးတိတ်မကြိုက်တဲ့ blind box နောက်တစ်ထောက်ကိုထပ်ဖောက်ပြမှာမယ်သူကကျတော့ဆိုပြီးတခြားလုံးထဲတဲ့အိတ်ပေါ့နော်ဖတ်အန်ကအပြင်ယူလာတဲ့အမှတ်တရပါဒီအိတ်လည်းဖတ်အန်ကအိတ်ပါပဲကဲဒါလေးကျတော့ဆိုပြီးမုံတော့ဒူလေးပဲဖြစ်ပါတယ်သူက baby ပပမှာဝယ်ရ3000နဲ့မှ900ကိုပေးရတယ်လုံးဝမတန်ဘူးကွယ်ဆိုပြီးက baby ပပဈေးတွေကတော့သူကတန်တယ်လုံးဝမတန်ဘူးဆိုတော့သူ့ရဲ့ကျိုးစံမတန်ဘူးပြောတာပါဆိုပြီးလို့ရှင်နဲ့ဒီလိုမျိုးပုံစံ black cat လေးပေါက်သွားရင်တော့သူပဲအဲ့လိုမျိုးတော့ပျော်ပါတယ်မပေါက်နာမှာကွယ်မပန်တာလေးပါသေးရဲ့အဲ့လေးပေါက်သွားဆိုပြီးရမ်းပျော်နေမှာဒါပေမဲ့အခုဥစ္စာကြီးက तू ကအန်တိုင်းပေါက်သွားရပေါ့နော်အဲ့လိုဆိုပြီးတိတ်ပြီးစိတ်ဆိုးပါတယ်သူရောင်ဆက်ထားရတာဆိုပြီးကြိုက်တဲ့အဖေနဲ့ဒီပေါ်အပြာရောင်လေးဆိုတော့ဆိုပြီးကြိုက်တယ်ဒါပေမဲ့
တဲ့မှာသူရုပ်ကြအရန်ရုပ်တယ်ကွာဘယ်လိုပြောရမလဲဟိုဒီတော်တော်ရုပ်ဆိုတာမျက်နှာတဲတဲလေးလူကောင်ကြီးအကြီးပဲဟာစိတ်တော်တော်ပြတ်တယ်အဆောက်ပေးပါလားဆိုတော့မပေးပါဘူးသူဖောက်ထားရပါဟီဟီဟီနောက်တစ်ခုဆက်တော့ဒါပေပါပဲဒါရ blind box မဟုတ်ဘူးဒါမဲ့ဆိုပြီးအဖေဝယ်ပေးထားတဲ့ဥစ္စာပါ blind box တွေစပါတော့ဆိုပြီးလည်း blind box အရင်လုံးချင်ခဲ့ရပါတော့အဲ့ဒါဆိုပြီးအဖေကိုဆိုပြီးပူဇာခဲ့ပါတယ်ဒါမဲ့ဆိုပြီးအဖေပြန်ပြောခဲ့တဲ့စကားလေးကတော့သမီးရဲ့ blind box ဘာလုံးမှလဲတဲ့ဒါလေးပဲယူပါတဲ့ဖေမေးကြည့်ရလဲတဲ့အမှမရှိဘူးတဲ့အဲ့ဒါကြောင့်ဒါလေးပဲယူလာခဲ့8000ပေးရတယ်တဲ့ကြည်ရောကွယ်1000နဲ့တော့ဆိုပြီးမပြောသေးဘူး8000နဲ့ကဲအမှပေါ့နော်တော်တော်ရုပ်ဆိုးရပေါ့နော်အမှကြည်ရောအနောက်ဘက်ကိုကြည်ရောတကယ်ဘာကြီးလည်းမသိဘူးအဲ့ဒီချုပ်တဲ့စိတ်ရုံတော့ blame ပေါ့ဒီမှာရည်ရွယ်တာပါလေကြီးလာဒါလေးဆိုပြီးပထမအောင်ဆုံး blind box လေးပဲဖြစ်ပါတယ်ဟိုနားမှာကျမအဖွာမန်းလာချင်တနခါးတွေတွေးနေလို့မှဒီနားကိုလာပြီးအတန်တွေးရတာပေါ့နော်သူကတော့ဆိုပြီးပထမဆုံး blind box ပါစီပမာဝယ်ရလဲဆိုတော့လဲတဲ့စင်နာရအပေါ်ဆုံးတမဝယ်ရပါလုံးဝမတန်ပါဘူးအဲ့အမနှစ်ယောက်ကလည်းပြောင်းအောင်လို့ customer ယူစေတနာတစ်စက်မအောင်မပါတာပေါ့နော်အပေါ်ဆုံးတက်မှာတော့ဘလိန်ချင်ဘလိန်လို့ရတယ်နိုးမျိုးကွယ်တသိန်းခွဲတဲ့ဒီဥစ္စာလေးကိုတော့2000ခွဲနဲ့ရောင်းတာမဲ့1900ပဲရှိရမှာလीနော်အဲ့တော့ဈေးတည်ရမှာလေသူချင်မှာဖာလိုက်ရှိရကွယ်လက်ကားယူလာဟိုအောင်မှာအဲ့လိုဖာလိုက်ကြီးရှိရဖာလိုက်ဆိုအလက်ကားယူတာတေးကြရကွယ်အဲ့အောင်မှာအဲ့လိုကြီး customer တွေကိုစေတနာမပါမနဲ့တော့ကြက်တီ3ရောင်ရောင်းလာတော့တော်တော်လေးစိတ်ပြက်စရာကောင်းပါတယ်အဲ့မနီယောက်ကိုလည်းဒီမှာနည်းနည်းတော့ပြီး blind ရှင်နေပေါ့နော်နည်းနည်းပါတော့ပြီး blind ပေးလိုက်ကြပါအောင်လဲတဲ့စင်နာပေါ်ဆုံးဒီမှာဆိုင်ရင်တေးသေးလေးပါဆိုင်ရင်တေးသေးလေးပေါ့နော်တကယ်လူဝါကြီးတယောက်တော့ဝင်သွားရည်သူတို့ဆိုင်ရပြုတ်မှာပါသိကြပါတယ်ဒါလေးကျတော့ဆိုပြီးမြေးမှာအောင်စပူပေါ့နော်အောင်စပူကိုကျတော့ဆိုပြီးဘယ်မှာဝယ်ခဲ့လဲဆိုပြီး Chinese New Year မှာဝယ်ခဲ့ရပါအဲ့တော့မြင်းနစ်ပေါ့နော်အမိုင်မဆိုပြီးအဖိုးတို့ကချာဒီပေါ်တရုတ်တီဆိုပြီးတော့အဲ့ကိုသွားဝယ်ရကဒီအီကိုရဲ့မွာလောက်ရဲ့ချိုးချင်းကြော်ရဲ့သွားဝယ်ရပေါ့နော်အဲ့တုန်းကဆိုပြီးယူခဲ့ရဝယ်ခဲ့တဲ့ဥစ္စာတွေပဲ1000ပေးရတယ်ဒါပေမဲ့အဲ့ Chinese New Year ထဲမှာဆိုပြီးတို့ဟွာပါလဲသွားလေတော့အဲ့ဆိုင်ဒီအယုတ်လိုမျိုးပဲတော်တော်လေးချစ်ဖို့ကောင်းတယ်နည်းနည်းလေး exercise တွေကြီးရတော့မေးကြည့်လိုက်တော့9000နဲ့ဆိုတော့အဲ့ရအဖွားယူလဲတာတို့ပါရှင်အဲ့ရအဖွားကိုလဲ blame company ကနေပြီးတော့နည်းနည်း blame ပေးလိုက်ကြပါအောင်လို့ပြောချင်ပါတယ်အဲ့လိုမျိုးပေါ့နော်ဈေးမတဲရတယ်မတဲဘူးညောင်းလို့ပါ9000တင်ရောင်းလိုက်ပါလေအားကြောင့်ကျေးဇူးတင်ပါတယ်ရှင်ကဲအခုကပီဘာရာရဲ့အလက်ရပါပြီကပီဘာရာလည်းရင်ရုပ်ဆူပါတယ်ဒါမှလည်းစပစ်ချစ်တယ်ပေါ့နော်တခြားကပီဘာရာတွေကပီဘာရာ accessory တွေဆိုပြီးအများကြီးရှိရဲ့ဒီကပီဘာရာတွေဆိုပြီးတော်တော်ကြိုက်ပဲအဲ့ဒါဆိုပြီး try crazy မှာတွားဝယ်တာ9000နဲ့မှ900ပေးရတယ်သူ့ရဲ့လွဲကိုကြည့်ရောဟိုတော့လွယ်အိမ်ဘယ်ခုနှစ်ကလွယ်အိမ်ကိုများယူတာလည်းမသိဘူး1999ကလွယ်အိမ်များလည်းမသိပါဘူးသူကအဲ့လိုမျိုးဖြန့်ရတာတော်တော်လေးလက်ပေါက်ကတ်တယ်ပေါ့နော်ကိုလက်ကိုဒါရိုက်မိသွားလို့ရှင်အနာပြောက်တော့မှာမဟုတ်ပါဘူးဟိုတစ်ခါလို့ဆိုပြီးတိုးထွက်သွားလို့ဦးအောင်စိန်လေးရတယ်ဦးအောင်စိန်ပေါ့နော်ဟို great first ဆောက်တဲ့ဦးဘုံစိန်မဟုတ်ပါဘူးရှင်ကဲအမလက်ကိုစတင်ပတ်နေပါပြီတချို့တွေကအိမ်မှာပတ်ကြရဲအဲ့ဒါတောသားရင်မူပတ်တာပါဆိုပြီးလဲအိမ်မှာပတ်ဖို့စဉ်းစားတာဒါပေမဲ့ဆိုပြီးကျောင်းလည်းအိမ်မှာပတ်ရင်တော့ဟိုလူလေးလာဆော့ဒီလူလေးလာဆော့နဲ့အခုတော့မနည်းနည်းပေါက်နေတာလူတို့တော့ဆော့မှတခါလဲဆက်ဆက်လူစိတ်တပူးပိန်ပြီးတော့ကပီဘာရာတိတ်ချိုင်းကုတ်ရောက်သွားမှာဆိုလို့မဆော့ကျောင်းမယူလာတော့ပါဘူးနော်မပြန်နေပါရဲ့ရမ်းရုပ်ဆိုပါရဲ့အဲ့အောင်ကွယ်ဆိုပြီးအပြန်ကြမှာကလေးတစ်ယောက်ကသူပြီးရဲ့ကပီဘာရာလေးကိုစစ်ထင်ပြီးမမေဟိုကပီဘာရာလေးဝက်ပေးဆိုပြီးပြောတယ်ကြောင့်အဲ့ညီမလေးကိုလည်းပေါ့နော်ကျော်တိုင်ရဆေးကိုဆင်းလာလားလို့မမတို့ရတိုင်ရမနေ့မှဆေးကိုဆင်းလာလားလို့ပြောချင်ပါတယ်အားလုံးဒီနေ့ vlog ကတော့ bye bye ပါဒီမှာမနေ့မှရတိုင်ရဆေးကိုဆင်းပါတယ်ဟုတ်ကဲ့ bye bye